အင်ဂျက်တမောင်လေးချက်ကြည့်ရအောင်တမောင်စုအနေနဲ့ကြက်သားကိုတင်ရင်ရဲ့ဂီထောဘက်လေးရဲ့မဆလာလေးရဲ့ကြက်သွန်ဖြူနီလေးနဲ့နှက်ထားပြီးသားတဲ့ကြက်သားလေးကိုလုံးချက်လေးချက်မယ်ပေါ့နော်ဒီထဲကိုမှကရဝေးရဲ့လေးညင်းပွင့်ရဲ့ဖာလာစီလေးရဲ့ထည့်ပြီးတော့ချက်ပါမယ်ကြက်သားဟင်းလေးချက်နေတဲ့အချိန်မှာဆန်လေးကိုထဲထဲကိုဂီထောဘက်လေးထည့်မယ်ကရဝေးရွက်ဖာလာစီလေးညင်းပွင့်လေးထည့်ပြီးတော့တကြားလေးနဲ့ထည့်မယ်စားလေးထည့်မယ်ပေါ့နော်ထမင်းချက်တဲ့ရေပမာဏထက်ထက်ဝက်လျော့ပြီးတော့ထမင်းလေးကိုချက်ထားမယ်ပေါ့နော်ဒီဆန်ကတော့ဘတ်စမာတီဆန်ပေါ့နော်ဓာတ်မောက်ချက်တဲ့ဆန်ချက်ထားပါမယ်ဒီခုမှာတော့ဓာတ်မောက်ထမင်းချက်ပြီးတဲ့အခါမှာဖြစ်ပေါ်လာတဲ့ဆန်အနေထားလေးပေါ့နော်ထမင်းချက်ပြီးတော့ထမင်းတွေကိုစလုံးတစ်ခုထဲမှာလဲထားမယ်ထမင်းအိုးရဲ့အောက်ခြေမှာကျတော့နီလေးခင်းမယ်ထမင်းတွေကိုကြတော့ဖုကာလာလေးပေါ့နော်ကိုလိုတလောက်သုံးလို့ရပါတယ်ပြီးတော့ထမင်းဦးထဲမှာ400ပိုင်း400ပေါ့နော်ထမင်းလေးတစ်ထပ်ခင်းမယ်ကြက်သားလေးခင်းမယ်ဒီယိုစီလေးတွေခင်းမယ်အပေါ်ဆုံးထပ်မှာတော့ထမင်းလေးခင်းမယ်ကြက်သွန်နီလေးခင်းမယ်ဒီယိုစီလေးတွေဖြူပေးမယ်ပေါ့နော်ပြီးသွားတဲ့ခါကျရင်ပေါ်ကနေနိုစိမ့်လေးပေါက်ပြီးတော့ထော့ပတ်ကလေးထော့ပတ်စီလေးပဲဖြစ်ဖြစ်ပေါ့နော်ထည့်ပြီးတူရပါတယ်ဒါကတော့ဓာတ်မောက်ချက်ပြီးတဲ့အချိန်မှာရလာတဲ့ result လေးပါအဆင်ပြေပါတယ်ဆန်အောင်လေရတာလေးရောဆိုတော့ကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်တတ်တာနောက်ထပ်ဗီဒီယိုမှာလည်းပြန်လည်တွေ့ဆုံတွေ့မယ်နော်